ဒီမှာချစ်ရတဲ့ပရိသတ်တွေကလည်းမေးချင်တဲ့မေးခွန်းလေးကျွန်တော်မေးထားတယ်ဒီမှာနှစ်ယောက်ကဖြေပေးရအောင်တော့မေးခွန်းလေး10ခုကျွန်တော်လက်ထဲမှာရှိတယ်အဲ့တော့အဲ့မေးခွန်း10ခုကျွန်တော်ပေးပေးမယ်လက်ခံလားအားကြနေပြီလားအားကြပါတယ်ရှင်းဆုံးကတော့အစောကအပြူကြီးလောက်မှလို့ပြောထားတာအဲ့ရှင်းဆုံးကအခုအားကြနေပါပြီလေရှင်းဆုံးကနေအဲ့တော့ကျွန်တော်နံပါတ်1မေးခွန်းလေးမေးချင်ပါတယ်ဒီချက်လေးနားထောင်ဝေးပါနှစ်ယောက်ပါတဲ့ဘသူကစပြီးတော့စိတ်ဝင်စားတာလေတဲ့ဘသူကစပြီးတော့စိတ်ဝင်စားတယ်ဆိုတော့အမှန်တိုင်းပြောပြလိုက်အောင်မလားပြလိုက်ဘသူလို့ထင်လဲကပရိသတ်ကြီးအောင်ဘသူလို့ထင်လဲကျွန်တော်လားအဲ့ဆိုတော့နေတနာလားမမေ့ခန့်လားနေတနာလားမမေ့ခန့်လားဘသူလို့ထင်လဲပရိသတ်အောင်အဲ့ဆိုတော့ပြန်မှားပါတယ်ကျွန်တော်ပါအဲ့တော့တစ်ခုတော့ပြောချင်တယ်ပေါ့နော်မမစိတ်အကိုကနေမမစိတ်ဝင်စားသွားပြီဆိုတော့မမစိတ်ဝင်စားတာတိလားသူစိတ်ဝင်စားနေအောင်သိတယ်ဟာတိတော့ဘယ်လိုလေးဖြစ်နေမလဲအရန်ရေခုန်နေပြီနော်ဘေးနားနေပြီအဲ့တော့ရက်ခွေးရိုက်တော့အကိုကစိတ်ဝင်စားနေသေးလားအမှန်တိုင်းပြောရင်တော့ဟိုအောင်စင်းရောက်သွားပြီ5 4 3 2 1 action ဆိုတဲ့အချိန်ကျရင်တော့အကူဆိုတာမရှိတော့မရှိတော့ဒီနာဖြစ်သွားပြီဒီနာဖြစ်ပြီးတော့ကိုယ့်ကိုအိမ်ပြောင်းတဲ့အချိန်မှာပဲကြိတ်ပြီးတော့ကိုယ်လည်းကိုပါပေါ့နော်အဲ့တော့ဘာလို့လဲဆိုရင်သိချင်တာပေါ့နော်တယောက်သား romantic scene လေးကလည်းတကယ်ကိုအသက်ဝင်နေရန်လည်းပြောဖို့ကောင်းတယ်အမအကိုစပြီးစိတ်ဝင်စားတယ်ဆိုတော့လက်ခံလားလက်ခံပါဟုတ်ပါတယ်အဲ့တော့နောက်ထပ်ဘေးကိုလေးတစ်ခုကစစ်သူတက်တန်းဘယ်လောက်ရှိပြီလဲတနစ်ခွဲပဲရှိပါသေးတယ်တနစ်ခွဲပဲရှိပါသေးတယ်အကိုဟုတ်လားဟုတ်ပါရဲ့ဗျာဟုတ်ပါတယ်တနစ်ခွဲနဲ့ဒါအရင်ချစ်ရတဲ့ဇုံတွေလေးပေါ့နော်ကျေးဇူးများတင်ပါတယ်နောက်ထပ်တစ်ခုကကြတော့ဘသူကပို့ပြီးတော့စိတ်ကောက်တက်လဲသူလို့တင်တယ်ဘသူလို့ထင်လဲမမိခက်လားကိုနေတနာလားစိတ်ကောက်တာအဲ့ဒါနဲ့တူးနေသေးတယ်ဟုတ်လားမမိခက်လားကိုနေတနာလားအဖြေကတော့မှန်ပါတယ်စိတ်ကောက်လားဘလူကောက်တာလဲကောက်တယ်မကိုစားချင်တာမစားရင်လည်းကောက်တယ်တောက်ချင်တာမတောက်ရရင်လည်းကောက်တယ်ကြီးကြတော့အဲ့လိုအစားအသောက်ကြိုက်တယ်ပေါ့ဆိုတော့အဲ့ဒါလေဟုတ်ပြန်ဟုတ်နေပါမလို့ဒီထဲမှာအင်္ဂါသမီးတွေဘယ်နှယောက်ပါလဲအင်္ဂါတွေကတော်တော်များများစိတ်ကောက်တတ်တယ်ပြောတာဟုတ်လားဟုတ်တယ်ဟုတ်တယ်တခြားအင်္ဂါတွေရှိသေးလားအရှိမတော့ရှိတယ်ဟိုမှာရှိလားရှိတယ်တဲ့စိတ်ကောက်တတ်လားနေရာကောက်တတ်လားကောက်တတ်တယ်တဲ့ဒီကောက်လားကောက်တယ်အကုန်လက်ခံတယ်ဗျာအမဟောအင်္ဂါပေါ့အဲ့တော့စိတ်ကောက်တတ်တာရောကောက်တယ်ရမ်းကောက်တတ်အင်္ဂါသမီးလေးစိတ်ကောက်တတ်တယ်မှတ်ထားအောင်ပါပဲဟုတ်ကဲ့ပါအဲ့တော့အကိုကပေါ့နော်စိတ်နှမ်းတော်ကနေပြီးမဟုတ်လက်ဆောင်ပစ္စည်းလေးတစ်ခုပေးရမယ်ဆိုဘာလေးပေးခြင်းလဲစိတ်နှမ်းတော်ကနေပြီးတော့သူ့လက်ဆောင်တစ်ခုပေးရမယ်ဘာပေးခြင်းဘာလေးပေးခြင်းလဲဘာပေးခြင်းလဲဆိုဈေးကြီးဆုံးဟာပေးခြင်းတာပေါ့လို့ဆိုတော့ဈေးကြီးဆုံးဟာဝါဟုတ်တယ်သူ့ကိုပေးခြင်းတာစဉ်းစားရတဲ့ဟာလေးဆိုတော့ဆွဲကြိုးလေးပေါ့နော်ဟာဆွဲကြိုးလေးဆွဲကြိုးကြိုက်လားပေါ့ပေါချဖွင့်လိုက်ရတော့လေဘေးပေါ်ရောက်နေပြီဖွင့်လိုက်ရတော့ဗလားပေါချဖွင့်မအေးပေါချလေးနော်ဈေးလေးတော့ discount လေးပေးလိုက်ပါနော်မင်းသမီးနဲ့မင်းသားဆိုတော့ဟုတ်ကဲ့ပါမမရောအခုလက်ဆောင်တစ်ခုပဲပေးရမယ်ဆိုပါလေးပေးခြင်းလေသူ့နဂတ်ပေးခြင်းသူအမြဲတမ်းနဂတ်တက်နေကြတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နဂတ်အကူအရန်ကြိုက်တာပေါ့အခုငကက်လေးဝေးရသဘောကျတယ်လို့စိတ်ငကက်လေးတွေလို့ဝေးရကြိုက်တယ်ဟုတ်ကဲ့ကျွန်တော်လည်းကြိုက်တယ်အဲ့လိုငကက်လေးတွေဒီဇိုင်းစမ်းတာလေးလည်းစိတ်နှမ်းတော့မှာအများကြီးရှိတယ်အဲ့တော့ကြိုက်ပါတယ်အားလုံးလည်းလိုချင်ပဲသွားမလဲစိတ်နှမ်းတော့သွားပါနောက်ထပ်မေးခွန်းလေးတယောက်နဲ့တယောက်ပေါ့နော်ချစ်နေတာတွေပဲအားလုံးတွေ့နေရတော့ကျွန်တော်ဒီမှာပရိသတ်တွေကသိကျင်အဲ့ဒါပါလဲဆိုရင်တယောက်နဲ့တယောက်မကြိုက်တဲ့အရာလေးရှိရင်တစ်ခုပြောပြပါတဲ့ Lady First ပေါ့နော်မကြိုက်တဲ့အရာလေးတစ်ခုရှိရင်ပြောပြပါတဲ့မကြိုက်တဲ့အရာဆိုတော့ဆေးလေးတောက်တာမကြိုက်ဘူးဒါပေမဲ့မမေရမနေ့ကအမမွေးနေ့ဆိုတော့သူကဒီနှစ်မှာအမမွေးနေ့လက်ဆောင်ကိုဆေးလေးဖြတ်ပေးထားတယ်ဆိုတော့ဒါအမမေအမတရားလေးပေါ့နော်ဝါလက်ခုပ်တန်လေးကြားချင်ပါတယ်ဒီကဲဒီပါလေတကယ်စက်လေးမတော့တော့ပါဘူးဟာစလေးမတော့အားလုံးရှိပါဘူးဒီပေးလိုက်တာဘာလို့လဲဆိုကိုကြိုက်တဲ့အရာကိုဖြတ်ဖို့ဆိုတာရမ်းခက်တယ်အခုလိုကိုချစ်ရတဲ့ဘင်္ဂလီတယောက်အတွက်နဲ့အဲ့လိုပေးဆက်နိုင်တာတကယ်ကိုအရန်လေးစားတယ်ရမ်းကုန်ပြီပါတယ်ကိုဟုတ်ကဲ့ပါအဲ့ဆိုရင်အခုကပြောပြပါအောင်မကြိုက်တဲ့အရာတခုနည်းနည်းဘုံခွဲလိုက်အောင်ပါဟုတ်ကဲ့ပါသိချင်တယ်မလားသိတယ်တိုးနေသိချင်လားအဲ့ဆိုမတိုင်းပြောပါလားနေပြောပါလားမတိုင်းပြောဟုတ်ကဲ့အဲ့ဆိုပြောပြလိုက်ပြီနော်ပြလိုက်တာတော့မထူးတော့โอเคမကြိုက်တဲ့ချက်ကဘာလဲဆိုတော့ဟို tree to do ရဲ့လို့တော့မကြိုက်တဲ့ချက်လို့မရှိပါဘူးဒါပေမဲ့ तू က
အခုခုဆိုလို့ရှိရင်ဘယ်လိုပြောမလဲသူ့ရဲ့ဒါအဲ့ဟာလေးကိုပဲကြည့်ပြီးချစ်နေရတာပေါ့နော်ဒါစကားပြောရခံရသေးတယ်ပြီးလို့ရှိရင်ကိုကအမိတ်ခံရမှာနော် တော်တော်ကောက်နေအောင်ပဲနော် တယ်ချောအခုကိုကြည့်ပါဦးဆိုတော့ဟိုဘယ်လိုပဲပြောသူကစိတ်ကြီးရဲ့သူစိတ်ကြီးရဲ့ထဲမှာပါတယ်တခုခုစိတ်ဆိုးပြီးပါကြဆိုလို့ရှိရင်ကိုကကိုပဲဆိုးလို့ရဆိုတော့ကိုအခုခုပဲနေသူကသူအပြင်မှာပါပဲစိတ်ဆိုးလားစိတ်ဆိုးလားအပြင်မှာတော့လည်းကိုပဲမြားဦးကကိုရှိပဲတဲ့တာတော့အဲ့လိုမင်းတက်တဲ့အချိန်လေးပေါ့နော်မင်းတက်ရတော့ အင်္ဂါကြီးမဲတက်လား ကြိုက်တာတော့မဟုတ်ပါဘူး အင်းနဲ့ခေါင်းချိန်နဲ့ဒီဘက်ကမဲတက်လားဟောအင်းနဲ့အကုန်လုံးတူနေတာပဲမကြိုက်တာမဟုတ်ဘူးအဲ့ဒီချက်လေးချစ်နေရတာပေါ့နော် ဒါလေးကိုချစ်နေ ချစ်နေရတာโอเคပါအဲ့ဆိုရင်နောက်တစ်ခုဆက်ပြီးတော့မေးလိုက်ပါအောင်ပဲဟိုဒီမှာရှိတဲ့ပြိတ္တတွေအားလုံးမသိသေးတဲ့အရာဆိုရင်ဘာပြောပြမလဲတဲ့မသိသေးတဲ့အရာတစ်ခုမသိသေးတာဒီမှာမမအရန်လာတယ်တရုတ်ဆောင်လေးရန်တော်တယ်နော်အခုဆိုရင်လည်းအရန်ကြည့်ကောင်းတယ်တရုတ်ဆောင်လေးတော်တယ်တချင်းဆိုလေးကောင်းတယ်မသိသေးတဲ့အရာတစ်ခုပြောပြရမယ်ဆိုဘာပြောပြမလဲ ကင်းငယ်ပဲ ဟုတ်ကောစဉ်းစားလို့မရအောင်ဖြစ်နေတယ် မရှိဘူးလားမသိသေးတဲ့အရာအကုန်လုံးပြောပြတာလား ဟိုပြောပြရင်ဟိုကိုရိုနီယောက်ကဒါ Facebook မှာလည်းဒါ AS Paradise ဆိုပြီးတော့ page လေးဖွင့်ထားတယ်အဲ့ page လေးကနေပြီးတော့နှစ်ယောက်ဒီဒါ lifestyle လေးတွေ blog လေးတွေရိုက်ပြီးတော့အမြဲတမ်းတင်နေကြဆိုတော့ဟိုထူးတလည်း breeder မသိတဲ့အရာဆိုတော့နည်းနည်းလေးတော့စဉ်းစားတော့ခက်သွားတယ်အရင်စဉ်းစားလာအောင်ပဲငါကောင်းတော့ဘောပြော ဟုတ် တာ ဘာလို့ဆိုပြိတ္တတွေကိုမမရလေတောက်လျှောက်အမှုညာစလုပ်တယ်ပြိတ္တကိုတစ်ခါမှမလိမ်ဘူးပေါ့နော်အခုအမှန်တိုင်းပဲအင်တာဗျူးတွေမှာလည်းအများအမှန်တိုင်းပဲဖြေတယ်အရှိရှိတိုင်းပဲလက်ခံပြီးနေကြဆိုတော့ပြိတ္တတွေကိုတော့အဲ့လိုလိမ်ထားတာလည်းမရှိဘူးအရှိရှိတိုင်းချက်ပါမသိသေးတဲ့အချက်လည်းမရှိ ဟို ဘူး ပါဟိုပါလေအဲ့ရထားပြင်းတာတို့အဲ့လိုမျိုးတွေအဲ့လိုအရာမျိုးလေးတွေကိုကျွန်တော်မေးတာပါတချို့အရာဆိုရင်ဟာအရက်ဆက်ရောဘယ်လိုဖြစ်တဲ့ပြိတ္တမသိသေးတဲ့အရာလေးတစ်ခုပေါ့အဲ့လိုပြောတာပါဟုတ် အဲ့လိုမျိုး breeder မသိသေးတဲ့အရာဆိုလို့ရှိရင်တော့ပြောပြလိုက်ရမလား တရားလုံးစာတစ်ခါလည်းပြောပြတယ်ပြောပြလိုက်တော့ ကျေးဇူးတင်တယ်မသိသေးတဲ့အရာ ဟိုသူ့ကနည်းနည်းခွင့်ရတောင်းရတယ်နော်ဆိုတော့ပြည်သက်မသိသေးတဲ့အရာတော့လည်းမဟုတ်ပါဘူးဟိုနေ့ကတော့ကျွန်တော်ရဲ့ဒါ Facebook account မှာတင်လိုက်တယ်ပေါ့ တော့ချက်တယ် ဘာလဲသိချင်တယ် ဟို ဗျာ ပါပေါ့အဲ့နေ့ကကျွန်တော်ကကားမောင်းလာတာပေါ့နော်အတူလေးတစ်ခုကနေပြရတာကားမောင်းလာရင်လည်းကားစီးလာလည်းနှစ်ယောက်တည်းစီးလာအဲ့နဲ့ဖြစ်ကျွန်တော်ရာသီကူကလည်းနည်းနည်းလေးအပြစ်မှာပူတော့အဲ့ကိုလည်းအဆုံးဖွင့်တာအေးနေအောင်ဒါမှမဟုတ်မောင်းလာချင်းလေးကြီးနဲ့မောင်းလာအဲ့ခဏလေးကြောင်နှာခေါင်းထဲမှာလည်းတစ်ခုရအားလို့ငါဘာနဲ့လေးပါလိမ့်ပေါ့ဒီနေ့အတိတ်လိုပဲပေါ့အဲ့အရင်တော့ဟိုပေါ့သူ့မေးတော့မေးသေးဘူးညုံဆုံးကဖြစ်လိုက်သေးတယ်ကိုယ့်ကိုစဉ်းစားပြီးရှူကြည့်နေပါဘာမှရှူကြည့်အဲ့ဒါနဲ့ခဏလေးနေရောမေးလိုက်သူ့ကိုလှည့်ပြီးငဲလို့ဟောဒီပေါက်လိုက်တာလားအဲ့ဒါဘာလို့ပြောရမှန်းလဲဒီလား ဘာလို့ပြောလဲ ကိုယ်နဲ့ပေါက်လိုက်တယ်လို့ဖြစ်သွားတာ။အော်ဒီကတော့မဟုတ်ဘူးလား ပေါက်လိုက်လို့ချက်သွား ပေါက်လိုက်တယ်လို့ဖြစ်သွား တော့တော်တော်တိတ်ပါပဲပေါက်လိုက်တာမသိတာ အဲ့သူတို့လည်းအခုသိအောင်မရအောင် ။ဒါတွေကတော့ဟိုအများကြီးဒီနေ့သိပါဆိုတော့လူစုံတော့ပါလေ လူဆောင်လို့ရှင်းပြကျေးဇူးတင်ပါတယ်အဲ့တော့အမဟောတစ်ခုလားလူတွေမသိသေးတဲ့အရာတစ်ခုပြောပြပေးပါဦးရပါတယ် ဒီမသိသေးရဆိုရင်တော့ तू ကကောင်းတာလေးပဲပြောလိုက်တာပဲတချို့ဆိုတာအရင်ကောင်းတယ်သူ့ကိုမှမြန်မာတချင်းနေဆိုတာထက်သူ့ကိုအိန္ဒိယတချင်းလေးဆိုတာအရင်ကြိုက်တယ်ပြီးတော့မိုက်နဲ့ဆိုတာထက်သူ့အတန်ဒီတိုင်းပဲဆိုတာပိုပြီးတော့ကြိုက်တယ်ဘာလို့လဲသူ့အတန်လေးရတယ်နားထောင်လိုက်ရင်မသိတချင်းဖွင့်ထားသလိုပဲအတန်လေးကနားထဲမှာအေးအေးလေးနဲ့ချူချူလေးနဲ့အဲ့လိုဝင်သွားတာသူ့ငုံမှမဟုတ်ဘူးသူနဲ့တွေ့ဘူးတဲ့လူတိုင်းသူ့တချင်းသူ့အပြင်မှာတချင်းဆိုတာနားထောင်ဘူးတဲ့လူတိုင်းကသူ့ကိုအမြဲတွေ့ရတယ်တချင်းဆိုခိုင်းတယ်ပြီးနားထောင်ပြီးဆိုအကုန်လုံးကလေ respect ပေးပြီးတော့အကုန်မျိုးလုံးလေးတွေနှိပ်ပြီးသူ့တန်ပဲပေးချာနားထောင်တာဆိုတော့ဒါပြိတ္တတော်များများလည်းဒါသူတချင်းဆိုတာလည်းသိတယ်ဒါပေမဲ့အပြင်မှာမိုင်းနဲ့ဆိုတာတဲ့အပြင်မှာဒီတိုင်းဆိုတာပိုကောင်းတယ်ဆိုတာသိတယ် ဟုတ်ကဲ့ပါအဲ့တော့မျက်လုံးလေးဖိတ်ပြီးကျွန်တော်လည်းနားထောင်ခြင်းပြီအဲ့တော့အကုန်လုံးကနားထောင်ခြင်းလားကဲဒီခါကျတော့အကျေကြီးပဲတော့ပြောတာကဲတော့အကုန် ။သိညိကြမလို့ ဟုတ်တချင်းလေးတစ်ပိုင်းလောက်နေတော့အများကြီးပေါ့တစ်ပိုင်းလောက်အကုန်စီပင်မဲ့ဟာလေကဲမျက်လုံးလေးမိတ်ပြီးအားလုံးတူမျက်လုံးလေးမိတ်မယ်နားထောင်ကြည့်ပါကဲ1 2 3မျက်လုံးလေးမိတ်ထားမယ် အိန္ဒိယတချင်းလေးဆိုပြအောင် ဟုတ်အိန္ဒိယဆိုလေးပါ ကျွန်တော်အရင်ကြိုက်တဲ့ဟိုဟာတုံပြီးဟိုဆိုတဲ့ကားရအရှ်ကီဆိုတဲ့ကားရတုံပြီးဆိုတဲ့ချင်းလေးပေါ့နော်နည်းနည်းလေးတစ်ဖက်လောက်လေးဆိုပြမယ် နည်းနည်းလေး
कि तुम ही हो अब तुम ही हो जिंदगी अब तुम ही हो जानवी मेरा दर्द भी मेरे आशिकी अब तुम ही हो ကျေးဇူးတင်ကြားနေပါတယ်ဗျာဒီကေဘာလို့လဲဆိုရင်ဒါဖွင့်ထားလို့ပဲပေါ့နော်တော်တော်ကောင်းတာပါဘူး Thank you ပါလေ မိုင်းနဲ့ဆိုလဲကောင်းတယ်ဘာမှအချမ်းကောင်းတယ် ကိုကြိုက်တာ ဟုတ်လားတကယ်ကိုဘယ်လိုပြောမလဲကျွန်တော်အိန္ဒိယဇာဝင်ငန်းနဲ့ရောက်သွားတယ်လို့ပဲတကယ်မျက်စိလေးပိတ်ပြီးကျွန်တော်ခံစားရတာတကယ်ကိုကောင်းပါတယ် Bollywood လေးတစ်ချက်ပေါ့ ဟုတ် ဂီ ကဲ့ တာလေးရှိရင်တော့သူဂီတာကိုရိုက်တီပြိတ္တတွေစူပိုင်းကြည့် ဟုတ်တယ်နော်ဟုတ်တယ်ဂီတာရှိလားမမတို့ဂီတာရှိရင်ပြီးရင်ဂီတာရှာထားမယ်ပြီးရင်ဂီတာတကယ်လို့တွေ့ရဆိုရင်သချင်းဆိုပြမယ်အားလုံး ရောက်ကိုပေးတာ ဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်မိကုန်းလေးတစ်ခုပါတယောက်နဲ့တယောက်ပေါ့နော်ဒီမိကုန်းလေးကတကယ်ကိုအရန်လေးနဲ့ပါတယ်တယောက်နဲ့တယောက်အရန်စိတ်ထဲမှာရှိပြီးတော့သူ့ကိုပြောချင်ပေမဲ့မပြောဖြစ်သေးတဲ့စကားလေးတစ်ခွန်းရှိရင်ပြောပြပါအကူကအရင်စပြီးပြောပြပါခင်ဗျာသူ့အရန်စိတ်ထဲမှာကိုနှစ်ကရှိတယ်ပြောချင်တယ်ဒါပေမဲ့မပြောဖြစ်သေးဘူးတစ်ခါမှအဲ့ဒီစကားလေးရှင်းပြောပြပါတယောက်နဲ့တယောက်အကြည့်လေးစုံပြီးတော့ပြောခိုင်းလိုက်မယ်လေနော်မကောင်း ဒီကလာဆောင်ဖြစ်တော့ ဟုတ်ကဲ့ပါအဲ့စကားလေးတစ်ခေါက်တော့ပြောပြပါအဲ့ဒါလေး မပြောပြသေးတဲ့စကားဆိုလို့ရှိရင်ဒါနှစ်ယောက်ပေါ့နော်အခုချိန်လေးကနေပြီးတော့နှစ်ယောက်တူသွားနေပြီအချိန်လေးဆက်ရှောင်းအောင်မယ်ဆိုတော့နောက်ဆုံးအချိန်လူဆိုတာကတော့ဒီနေ့ဆိုရင်ခွဲခွာမှာဖြစ်တယ်အဲ့တော့နောက်ဆုံးအချိန်ထိဘယ်လောက်ပဲရောက်နေပလေးစီကိုပဲဒီဆုံးထွက်သွားခြင်းနဲ့မထွက်သွားစေချင် ဘာပြောမှန်းတော့မသိတော့ထိသွား ကျွန်တော်မှထိနေနေနာလေဘာလဲဆိုဒါတကယ်စစ်တဲ့သူတွေကမခံစားနိုင်တဲ့အရာလေးတစ်ခုဒါဖော်ထုတ်ပြီးပြောသွားတာပါတကယ်ကိုမျက်ရည်လည်းဝဲတယ်တကယ်ကိုခံစားရပါတယ်မမရောစကားလေးတစ်ခေါက်လောက်အဲ့လိုမျိုးလေးပြောစရာလေးရှိရင်ပြောပြပါဦး အောက်မှာငိုချင်းနေကြတယ်တင်တယ် ဟုတ်တယ်ဘာလို့လဲဆိုတကယ်ရင်ဘတ်တဲ့ကိုကြည့်တယ်အဲ့ခံစားချက်ကကျွန်တော်လည်းမခံစားနိုင်ဘူးအဲ့ဒီကဟိုမှာမျက်ရည်ကျနေ ဟုတ်တယ်ဒီဘာလို့လဲဆိုတော့နော်ဒါချစ်သူကြီးစားပဲနေနေကိုယ့်ရဲ့ဒါမိသားစုဝင်ပဲနေနေဘယ်လိုပဲဖြစ်ဖြစ်လောကမှာကိုချစ်ရတဲ့သူကိုတမိုးထားတဲ့သူဆိုလို့ရှိရင်အဲ့လူနာကနေဟိုအဲ့လူမရှိဘဲနဲ့အဲ့လူချင်းထွက်ခွာသွားတာမျိုးမလို့ချင်ကြဘူးလေဆိုတော့ကျွန်တော်လည်းလူပဲဆိုတော့အဲ့လိုမျိုးခံစားချက်တွေပါပဲ ဟုတ်ကဲ့ပါအခုအတွက်လည်းဟုတ်တယ်လေးကြားချင်ပါတယ်အဲ့ဝမရောအဲ့လိုຢာလေးရှိရင်ပြောပြပါဦး မကတော့မဆိုးမြတွေအကုန်လုံးပေါ့နော်ဟိုအကုန်လုံးလူနိုင်ခံပြီးရချစ်ပြီးရရှော့ပြီးပြီးရအတွက်ကျေးဇူးများကြီးတင်တယ်ဒီချက်ပို့ပြီးတော့လည်းအမတို့ကအရှော့ပေးပါမယ်လို့ပြောချင်ပါတယ်ချက်ပို့ပြီးလည်းချက်ပါမယ် သိကြရနော်အားလုံးကြားရနော်အလျှော့ပေးပါမယ် အလျှော့ပေးပါမယ် တေုံပဲ ကဲပြောမယ်ကျေးဇူးတင်ပါတယ်အဲ့ဆိုလည်းဟုတ်တယ်အချိန်ကြီးကြားချင်ပါတယ်ခင်ဗျာဒါ